AI agent တွေဖောက်ထားလာတော့ကျွန်တော်တို့ရဲ့နေ့စဉ်အလုပ်ကလည်းတနေ့တစ်နေ့ပို့ပြီးတော့လွယ်လာတယ်လို့ပြောလို့ရမယ် AI agent တွေမရှိတဲ့ရှေ့ခေတ်အခါတော့ကဆိုရင်မိနစ်မောလေးတာနဲ့ Google ကိုဖွင့်ဒီနေ့ဘာသတင်းရှိလဲဆိုပြီးတော့ website တစ်ခုချင်းစီကို live ဝေပြီးတော့ data တွေကိုရှာဖွေမွေနောက်ဖက်ရတယ်ပေါ့နော်ဒီအတွက်ကအချိန်တွေအများကြီးပေးရပါတယ်ဒါပေမဲ့ AI agent ပေါ်လာပြီးတဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်မိနစ်မောလေးတာနဲ့ဖျောက်ရည်ဒီနေ့ crypto နဲ့ပတ်သက်တဲ့သတင်းတွေဘာတွေရှိလဲနိုင်ငံရေးနဲ့ပတ်သက်တဲ့သတင်းတွေဘာတွေရှိလဲနည်းပြနဲ့ပတ်သက်တဲ့သတင်းတွေဘာတွေရှိလဲစီးပွားရေးအကြောင်းကရောဘာတွေရှိလဲဆိုပြီးတော့စာလေးတစ်ကြောင်းရေးလိုက်ရုံနဲ့ agent ကနေပြီးတော့ကျွန်တော်တို့လိုအပ်တဲ့ data တွေကိုစက္ကန့်ပိုင်းလေးအတွင်းမှာရှာဖွေမွေနောက်ပြီးတော့ကျွန်တော်တို့ကိုပြန်ပြီးတော့ပြပေးပါတယ်ဒီနေ့မှာတော့နောက်ထပ် AI agent လေးတစ်ခုနဲ့မိတ်ဆက်ပေးပါမယ်ပုံမှန်အားဖြင့်ဆိုလို့ရှိရင်တော့ AI agent အနေနဲ့ကျွန်တော်က open claw ကိုသုံးပါတယ်ဒါပေမဲ့ open claw ကကိုယ့်ရဲ့ API key တွေကိုကိုယ်တိုင်ဝယ်ပြီးတော့ထည့်သွင်းပြီးတော့သုံးရတာဖြစ်တဲ့အတွက်ကြောင့်မို့တင်း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 ကုန်ကျစရိတ်ကမသေးလာပါဘူးပေါ့နော်ဒါပေမဲ့ဒီနေ့မှာတော့ကုန်ကျစရိတ်တက်တာအောင်နောက်ထပ် AI agent လေးတစ်ခုနဲ့မိတ်ဆက်ပေးပါမယ်သူ့ရဲ့နာမည်က Menu ဆိုပြီးတော့ခေါ်ပါတယ်သူ့ရဲ့အကြောင်းကိုနည်းနည်းလေးအသေးစိတ်လေးလေ့လာကြည့်အောင်ဒီကောင်ကဘာကြီးလဲပေါ့နော်ကျွန်တော်ဒီမှာကျွန်တော်ရဲ့ website ကနေပြီးတော့ agent လေးကိုရှာခိုင်းထားတယ် Menu ဆိုတာကဒီ ChatGPT လိုမျိုးမဟုတ်ပဲနဲ့ General AI agent ဆိုပြီးတော့အစင်းမြင့်တဲ့ AI နည်းပညာတစ်ခုဖြစ်တယ်ဆိုပြီးတော့သူကပြောထားတယ်ပေါ့နော်သူ့ရဲ့ဆက်စဖြစ်လာတာကဒီတရုတ် company ကနေပြီးတော့မူလကဖန်တီးခဲ့တယ်အဲ့ဒါကိုမှ Meta Facebook ကနေပြီးတော့2 billion ပေးပြီးတော့အပိုင်ဝယ်ယူလိုက်တယ်ပေါ့နော်ဘာလို့ဝယ်လိုက်တာလဲဆိုလို့ရှိရင် Meta company မှာကသူ့ရဲ့ ecosystem ဖြစ်တဲ့ Facebook ရှိမယ် Instagram ရှိမယ် WhatsApp တွေရှိမယ်အဲ့ဒီမှာအခုဒီ Menu ဆိုတဲ့အဲ့ဒီ AI automation တွေကိုပေါင်းစပ်ပြီးတော့ပေါ့နော် agent နဲ့ပို့ပြီးတော့သူတို့ရဲ့ platform ကိုကောင်းအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဝယ်ခဲ့တယ်လို့ကျွန်တော်တွေးရှိရပါတယ်ပေါ့နော်အဲ့ဒီမှာ menus ကဘာတွေလုပ်လို့ရလဲပေါ့ဒီမှာပထမတစ်ချက်အနေနဲ့ကသူ application တွေရေးလို့ရတယ်ကိုကစာလေးတစ်ကြောင်းရေးလိုက်ရုံနဲ့ဒီ application နဲ့ဖန်တီးပေးပါလို့ပြောလိုက်တာနဲ့ menus ကနေပြီးတော့လိုအပ်တာတွေအကုန်လုံးကိုသူ့ဘာသာသူနောက်ွယ်ကနေပြီးတော့ plan ဆွဲသွားပါမယ်ပေါ့နော်အဲ့ဒီ plan ဆွဲပြီးတော့ကိုလိုချင်တဲ့ application အတိုင်းကိုသူကလုပ်ပေးပါတယ်ဆိုတော့လာပါဘဲနဲ့နည်းနည်းတော့တူပါတယ်ပေါ့နော်နောက်တစ်ခုကြည့်အောင်နောက်တစ်ခုက research လုပ်တာပါဒါကတော့ကျွန်တော်စောစောကပြောတဲ့ကျွန်တော်မနေ့မောလေးတာနဲ့ဒီနေ့ဘာသတင်းတွေရှိလဲဘာလေးရှိလဲဆိုပြီးတော့ရှာခိုင်းတာပေါ့နော်ဒါတော့ကျွန်တော် research လုပ်တာပါနောက်တစ်ခုကကုတ်ရေးတာပါအဲ့တော့ကုတ်ရေးတာကပုံမှန်အဖြစ်ကျွန်တော်ကုတ်တွေနေ့စဉ်နဲ့များရေးနေတဲ့ဟာကို menus က replace လုပ်ပေးလိုက်ပါမယ်ပေါ့နော်ဒီအတွင်း byte code ပုံစံမျိုးဖြစ်သွားမယ်ပေါ့နော်အပြီးသွားရင် internet ကနေပြီးတော့ real time data တွေသူကရှာပေးပြီးတော့ကျွန်တော်တို့အတွင်းနေ့စဉ်အလုပ်တွေကိုပို့ပြီးတော့ပြီးအောင်လုပ်ပေးပါမယ်ပေါ့နော်နောက်တစ်ခုကရှုပ်ထွေးတဲ့ပြဿနာတွေကိုပေါ့နော်လူတွေရဲ့အကူအညီလုံးဝနည်းနည်းလေးနဲ့သူ့ဘာသာသူဖြေရှင်းနိုင်အောင်လုပ်ပေးနိုင်တဲ့စွမ်းဆောင်ရည်တွေရှိတယ်ဆိုပြီးတော့လည်းပဲသူကပြောထားတယ်ဆိုတော့ဒါကတော့ complex problem solvers ပေါ့နော်နောက်တစ်ခုကဒီလူတွေရဲ့စိတ်ကူးပေါ့နော်လူတွေကနေပြီးတော့တွေးပြီးတဲ့ဟာကိုပြန်ထွေးလာတဲ့ဒီအခြေအဲ့ဒီ AI agent ကနေပြီးတော့ဖန်တီးပေးနိုင်တယ်ဆိုတာကိုသူကရေးထားတယ်ဆိုတော့ဒီလိုအချက်တွေကြောင့်မို့လို့ကျွန်တော်တို့ရဲ့နေ့စဉ်အလုပ်ကဒီနေ့ပို့ပြီးတော့လွယ်လာတယ်လို့ပြောလို့ရမယ် Okay ဆိုလို့ရှိရင်တော့စကားပြောတာနည်းနည်းများနေပြီအဲ့တော့ menus ကိုသွားပြီးတော့စမ်းကြည့်ကြည့်အောင်ပါ menus ကိုစမ်းဖို့အတွက်ကကျွန်တော်ဒီသူ့ရဲ့ website ကိုသွားလိုက်ပေါ့နော်သူ့ရဲ့ website က manus.im ဆိုပြီးတော့ဖြစ်ပါတယ်ဒီမှာကျွန်တော်က sign in ဝင်လိုက်ပါမယ်ဒီနေရာမှာ Facebook ရှိမယ် Google ရှိမယ်စသဖြင့်ပေါ့နော်အဲ့တော့ကျွန်တော်က Google ကိုပဲသုံးလိုက်ပါမယ်Okay ဆိုတော့ကျွန်တော် Google ကိုအသုံးပြုပြီးတော့အကောင့်ဝင်သွားပြီးဖြစ်ပါတယ်ဒီမှာဆိုရင်သူ့ရဲ့ interface ပေါ့နော်သူ့ရဲ့ interface ကတော့နည်းနည်းလေးတော့ရှုပ်ပါတယ်ပေါ့နော်ဘယ်ဘက်မှာဆိုလို့ရှိရင် site bar ရှိမယ်အပေါ်ဘက်မှာတော့ကျွန်တော်ရဲ့ credit တွေဘာညာရှိမယ်ပေါ့ဒီနေရာမှာကျွန်တော်ဒီနေ့ဘာသတင်းရှိလဲဆိုပြီးတော့ရှာခိုင်းလိုက်ပဲလေနော်ဒီနေ့ crypto သတင်းတွေထူးခြားတဲ့သတင်းတွေဘာရှိလဲပေါ့နော် okay ဆိုတော့ဒါလေးရေးလိုက်ပြီဆိုလို့ရှိရင် enter ခောက်ချပေးလိုက်ပါဒီအခါမှာသူလိုအပ်တာတွေကိုလိုက်ပြီးတော့ရှာပေးလိုက်ပါမယ်ပေါ့နော်အခဏလေးတော့စောင့်လိုက်ဒီမှာသူတွေးနေပြီ Okay ဒီအောက်ကိုကြည့်လိုက်ပါဒီအောက်မှာဆိုလို့ရှိရင်သူက website တွေကိုလိုက်ပြီးတော့မွေနှောက်နေတယ်ပေါ့နော်ဒီမှာကြည့်လိုက်ပါအများကြီးပါပဲသူလိုက်ရှာနေတယ်ဒါဆိုရင်တော့သူဒီမှာသတင်းတွေမှာအများကြီးပါဘူးပေါ့နော်သူရှာပေးလိုက်တယ်သူကအလဲကားတော့မရဘူးပေါ့နော်တနေ့ကိုသူက free credit 300ပေးပါတယ်ဒါကိုဘယ်နှနေကြည့်ရမှာလဲဆိုလို့ရှိရင်ကျွန်တော်ဒီ site bar ရဲ့ဘယ်ဖက်အောက်ဆုံးတောင်းမှာစင်တင်ဆိုတာလေးရှိပါတယ်ဒါလေးကိုနှိပ်လိုက်ပါပြီးတော့အကောင့်ကိုသွားကြည့်ပါနော်အဲ့ဒီအကောင့်ထဲမှာဒီမှာကျွန်တော်ရဲ့ data ကတော့943ခုကျွန်တော်နည်းနည်းလေးတော့3 like ပါပြီပေါ့နော်သူဒီမှာရေးထားပေးတယ်နေ့စဉ်နဲ့အများ everyday ပေါ့နော်00နာရီဆိုလို့ရှိရင်
ရင်သူကနောက်ထပ်300ထပ်ပြီးတော့ပေးမယ်ဆိုပြီးတော့ပြောထားတယ်ပို့ပြီးတော့သုံးချင်တယ်ဆိုလို့ရှိရင်တော့ဝယ်300မယ်ပေါ့လေဒါပေမဲ့300ကတော့တန်ပါတယ်เนาะကျွန်တော်ဆိုလို့ရှိရင်ဒီတိုင်း300နေနဲ့ပဲလောက်တယ်ကျွန်တော်တို့ data ရှာတာပဲဆိုတော့လေ AI agent တွေအများကြီးခွဲပြီးတော့သုံးတယ်ပေါ့နော်အဲ့တော့ပတ်စံ trader ရလဲရောက်ပါတယ် okay ဆိုတော့ဒါဒီပထမတစ်ခုပါနောက်တစ်ခုရှာကြည့်အောင်အမေရိကန်နဲ့အီရန်စစ်ပွဲရှာပေးပါဆိုပြီးတော့ကျွန်တော်ခိုင်းလိုက်တယ်ဒါဆိုသူလမ်းပြီးတော့ရှာနေပါပြီပေါ့နော်โอเคဒါဆိုရင်တော့သူသတင်းတွေကိုကျွန်တော်ကိုရှာပေးလိုက်တယ်ဆိုတော့ဒါကတော့ website ကနေပြီးတော့ AI agent ကိုခိုင်းလိုက်တာပေါ့နော်အဲ့ဒါကိုမှကျွန်တော်က Telegram ကိုနေတိုင်းသုံးနေတာဆိုတော့ Telegram ကနေရောခိုင်းလို့မရဘူးလားဆိုပြီးတော့မေးစရာရှိတယ်ခိုင်းချင်တယ်ဆိုလို့ရှိရင်လည်းခိုင်းလို့ရတယ်ဘယ်လိုလုပ်ရမှာလဲဆိုလို့ရှိရင်ပထမဦးဆုံးအနေနဲ့ကအခုလိုမျိုးเนาะ web application နဲ့ဝင်ရမယ်ဝေးပြီးတော့ရင် secret ရဲ့bed page အောက်တောက်မှာရှိတဲ့ setting လေးကိုနှိပ်လိုက်ပါပြီးတော့ရင်ဒီမှာ integration ဆိုပြီးတော့ရှိပါတယ်ဒါကိုထပ်ပြီးတော့နှိပ်လိုက်တဲ့အခါမှာဒီမှာ Telegram ဆိုတာလေးရှိပါတယ်ဒါကိုထပ်ပြီးတော့နှိပ်ပါလေးရှိကတော့ဒီမှာ disconnected ဖြစ်နေတယ်ပေါ့နော်ဒါကိုဖြုတ်လိုက်ကျွန်တော်ကတော့ delete နှိပ်လိုက်မယ်ဒါဆိုရင်သူပြုတ်သွားပြီအဲ့လိုပြုတ်သွားတဲ့အခါမှာဒီ connected ကိုနှိပ်လိုက်ပေါ့နော်ပြီးတော့ဒီမှာ continue in Telegram ဒါဆိုလို့ရှိရင် Telegram ထဲကိုရောက်သွားလိမ့်မယ်ဒီမှာဆိုလို့ရှိရင်သူ့ရဲ့ bot လေးပေါ့နော်ဒီ bot တွေကိုကျွန်တော်ကသွားရမယ် Telegram ထဲကိုဝင်မယ်ပေါ့လေကျွန်တော်တို့ start bot ကိုနှိပ်လိုက်မယ်ဘောကိုနှိပ်လိုက်ပြီဆိုရင်တော့ Manus Telegram bot လေးပေါ့နော်ဒါကိုတွေ့ရလိမ့်မယ်ဒီကနေပြီးတော့ start ကိုနှိပ်လိုက်ပါ okay ဒါဆိုရင်သူဒီလိုပေါ်လာလိမ့်မယ်ဒီနေရာကနေပြီးတော့ဒီမှာ list account ဆိုတဲ့ဟာလေးရှိတယ်ဒါကိုနှိပ်လိုက်တယ်ဆိုရင်တော့ Manus ကိုရောက်သွားလိမ့်မယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်က computer မှာသုံးနေတာဆိုတော့ဒီကောက်ကို copy ကူးမှရလိမ့်မယ် copy ကူးလိုက်မယ်လေနော် okay ဆိုလို့ရှိရင်ဒီမှာသူ open လို့ပေါ်လာတယ် open ကိုနှိပ်လိုက်အဲ့လိုနေပြီးသွားပြီဆိုရင်တော့အခုဒီမှာမြင်တဲ့အတိုင်းပဲ linked successfully ဆိုပြီးတော့ Telegram နဲ့တခါတည်းချိတ်ပေးလိုက်ပါပြီပေါ့နော်အဲ့လိုချိတ်ပြီးသွားတဲ့အခါမှာ menus ထဲကိုပြန်ဝင်ကြည့်လိုက် okay ဒါဆိုရင်ကြည့်လိုက်ပါသူ Telegram ကနေပြီးတော့ချိတ်လိုက်တာအောင်မြင်သွားပါပြီပေါ့နော်အဲ့တော့မှကျွန်တော် Telegram ကနေခိုင်းကြည့်ပါမယ်ခိုင်းမယ်ဆိုလို့ရှိရင်ကျွန်တော်တွေ့ရမှာကဒီနေရာကနေတွေ့ရလိမ့်မယ် agent ဆိုတဲ့နေရာကနေပြီးတော့တွေ့ရလိမ့်မယ်ပေါ့နော်ကျွန်တော် Telegram ကနေစာပို့ကြည့်ပါမယ်Okay ဆိုရင်တော့ဒီမှာမြင်တဲ့အတိုင်းပဲကျွန်တော် Telegram ကနေပြီးစာပို့လိုက်တယ် Hi စာပြီးပြီလားပေါ့နော်အဲ့ဒီမှာသူကဟဲ့ဟဲ့တဲ့ငါက AI ဆိုတော့လေထမင်းစားစရာမလိုဘူးတဲ့မင်းကတော့စာပြီးပြီလားတဲ့ဘာကူညီပေးရမလဲပြောပါဘာညာပေါ့နော်အဲ့လိုသူကပြန်ပြီးတော့ပြောတယ်အဲ့ဒီမှာကျွန်တော်နောက်တစ်ခုထပ်ပြီးတော့ပြောလိုက်မယ်ကျွန်တော်ကဒီမှာမင်းကို Facebook ကနေပြီးတော့ဝယ်လိုက်တာလားလို့မေးလိုက်တဲ့အခါမှာဆိုလို့ရှိရင် तू ကပြောတယ်မဟုတ်ဘူးကွာတဲ့เนาะတကယ်လူလိုမျိုးပဲ तू ကပြန်ပြောတယ်Facebook Meta နဲ့ဘာမှမဆိုင်ဘူးတဲ့ငါက Manus Company ကထုတ်ထားတဲ့ AI ပါတဲ့စူစူနဲ့ဘာမှမပတ်သက်ဘူးကွာတဲ့ဒါဆိုလို့ရှိရင် तू hallucination ဖြစ်နေပြီ hallucination ဆိုတာကသူ့ပတ်သက်သူထင်တာတွေရှောက်ပြောနေတယ်ပေါ့နော် तू ရဲ့ဒီမူရင်းစ home page မှာလည်းပဲ from Meta ဆိုပြီးတော့ပြောထားတာဖြစ်တဲ့ကြောင့်မို့ Meta ကနေပြီးတော့ तू ပြန်ဝယ်လိုက်တာပေါ့နော်ဒါပေမဲ့ तू data updateမဖြစ်နေဘူးထင်ပါတယ်ဒါပေမဲ့အခုလိုမျိုးလုပ်လို့ရပါတယ်ပေါ့နော်ကျွန်တော်ထပ်ပြီးတော့တွက်ကြည့်အောင်ဆိုတော့ကျွန်တော်ဒီမှာထပ်ပြီးတော့မေးလိုက်တာကအချစ်ဆိုတာဘာလဲပေါ့နော်ဒီစနဲ့မြင်လားဆိုပြီးတော့မေးလိုက်တဲ့အခါမှာသူပြပြောတာကဟိုးတဲ့ဒီလောက်နဲ့နေတဲ့မေးခေါ်တဲ့ချစ်ဆိုတာကတဲ့မျက်စိနဲ့မမြင်ရဘူးကွာတကယ်သူကလူလိုမျိုးလေးပြန်ပြီးတော့ပြောပေးတယ်ဆိုတော့မြန်မာစာလေးတော်တော်လေးမှန်တယ်လို့ပြောလို့ရမယ်နော်မြန်မာဟုတ်တယ်တော်တော်လေးကိုမှမှန်တယ်အဲ့တော့နှလုံးသားနဲ့ခန်းစားရတာပါတဲ့ငါတော့ AI ဆိုတော့လည်းနှလုံးသားလည်းမရှိဘူးဒါပေမဲ့မင်းကိုကူညီပေးတဲ့အခါပြောတာတော့အမှန်ပဲကွာတဲ့အဲ့တော့မိုက်တယ်ဒီကောင်ကမဆိုးနော်ဆိုတော့နောက်တဲ့ဘာတွေသူ့ကိုထပ်ပြီးတော့လုပ်လို့ရသေးလဲပေါ့နော်နည်းနည်းလေးထပ်ပြီးတော့ရှာဖွေမွေးနောက်ကြည့်အောင်ဒီအပေါ်မှာက subtext တဲ့နော်ဒါကတော့ AI agent တွေကပြီးတော့နောက်ွယ်ကနေရှာသွားတဲ့ဟာပေါ့နော်ဒီကောက်ကိုကျွန်တော်သူ့ရဲ့စွမ်းရည်လေးကိုသုံးကြည့်အောင်ဆိုတော့ဒီမှာကျွန်တော်ကစစ်ပွဲသတင်းနဲ့ပတ်သက်ပြီးတော့ဗောနော်စီစေးကိစ္စတွေဘာညာလေးတွေရှာခတ်လိုက်တယ်အဲ့ဒီမှာဆိုရင်သူက okay ကွာလေစစ်ပွဲအတွင်းရှာပေးနေတယ်ဗောနော်ဆိုတော့ဒီနေရာမှာသူ2မိနစ်ကနေပြီးတော့3မိနစ်လောက်တော့စောက်ပေးပါဆိုပြီးတော့ပြောထားတယ်အဲ့ဒါကိုသူကနောက်ွယ်မှာဒီ open test ကိုဖွင့်ပြီးတော့ sub agent ကဒီဘက်မှာအလုံးမလုံနေဘူးဗောနော်ပုံမှန်အဖြစ် automatic သူ thinking လုပ်နေတယ်ပါတွေးနေတယ်သူ agent တွေကိုတခြားသော agent တွေကိုထပ်ပြီးတော့ခိုင်းရမလားသူကိုယ်တိုင်ပဲလုပ်ရမလားဗောနော်နောက်ွယ်မှာသူ့ဘက်သူတွေးနေတယ် working နဲ့ဒါဆိုလို့ရှိရင်သူအလုပ်လုပ်နေပြီဒါလေးဖွင့်ကြည့်အောင်ဟုတ်ပြီเนาะဒီမှာဆိုလို့ရှိရင်သူဒီမှာဒီနေ့နောက်ဆုံးရသတင်းတွေဆိုပြီးတော့ဒါလေးကိုနှိပ်ကြည့်လိုက်တဲ့အခါမှာနောက်ထပ် sub agent ကနေပြီးတော့ဒီဘက်မှာသူ data တွေအကုန်လိုက်ပြီးတော့ရှာဖွေမွေနောက်နေလိုက်မယ်ဒီဘက်မှာကြည့်လိုက်တွေ့လားဒီဘက်မှာလည်းမတူဘူးเนาะဒီဘက်ကလောက main agent လို့ပြောလို့ရမှာပေါ့ဒါပေမဲ့ဒီဘက်မှာကတော့နောက်ထပ် sub agent လေးကနေပြီးတော့ရှာဖွေပေးနေတယ်ဒီမှာဆိုရင်သူက website ထဲကိုတော့ဝင်ပြီးတော့လိုက်မွေနေတာเนาะဒီမှာ website ကြီးကိုတော့သူကမြင်ရတယ် jboss.com နဲ့ဒါဒီထဲဝင်သွားပြီဒီမှာသူကသူ့ဘာသာသူ
ဘာလို့ရမလဲဆိုတဲ့ plan ကိုအရင်ဖန်တီးလိုက်တာအဲ့လို plan တွေဖန်ပြီးမှသာဒီ plan ထဲကအတိုင်း okay ဒီကောင်းရှာမယ်ဒါလုပ်မယ်ဟိုဟာလုပ်မယ်ဒီဟာလုပ်မယ် research note တွေလုပ်မယ်ကမ္ဘာသတင်းတွေလိုက်ရှာမယ်အမ plan လေးတွေအကုန်လုံးဖန်တီးလိုက်တာဖန်တီးပြီးသွားတော့သူဒီမှာဆိုရင် text process ပေါ့နော်ပထမဦးဆုံးနေတဲ့သူသတင်းလိုက်ရှာမယ်ဒုတိယလည်းသတင်းလိုက်ရှာပါတယ်တတိယလည်းရှာတယ်စတုထကတော့သူအချက်လက်တွေစုပြီးသွားရင်သူကမြန်မာဘာသာပြန်ပေးတာနောက်ဆုံးဒီမှာရလက်ရတာပဲအဲ့ဒီရလက်ကိုမှကျွန်တော်ပေါ့နော် user အသုံးပြုသူကိုပြန်ပြီးတော့ပြန်ပို့ပေးတယ်ဒါဆိုရင်တော့သူ file လေးရလာလိမ့်မယ် file လေးပါကျွန်တော်ကိုထပ်ပြီးတော့ပို့ပေးလိမ့်မယ်သူဒီမှာဆိုရင်သူ့ဘာသာသူပြောလိုက်တာ file ကိုပေါ့နော် user ကိုပို့ပေးလိုက်ပါကွာဆိုပြီးတော့သူကပြောလိုက်တာဒါတော့နောက်ွယ်ကနေပြီးတော့သူတို့ agent တွေအချစ်ချင်းလိုက်ပြီးတော့အလုပ်လုပ်နေတာတွေပေါ့ဗျာနော်โอเคဒါဆိုရင်သူဒီဘက်မှာပြင်ကြည့်အောင်တခြားသော agent တွေကတော့အလုပ်လုပ်လို့ပြီးသွားရင်ဒီမှာ main agent ကထပ်ပြီးတော့သူလုပ်တော့ရှာပေးပြီကွာတဲ့အဓိကအချစ်ကတော့လေစစ်ပွဲ73ရက်မြောက်တဲ့နေ့မှာပေါ့နော် Israel ကလည်းတီဟီယန်နဲ့ဘေရောစစ်တိုက်ဘုံကျင်းနေဆဲပါတဲ့ဟော်ဆိုရေလက်ကြားတော့ပိတ်ဆို့ထားဆဲဖြစ်တယ်ဒါဆိုရင်သူနောက်ဆုံးရလက်ကိုကျွန်တော်ကိုပြန်ပြီးတော့ဒီမှာတွေ့လားဖုန်းထဲမှာရောတစ်ခါနဲ့ပေါ်လာတယ် file လေးနဲ့ပါသူပြန်ပြီးတော့ပို့ပေးပါတယ်နော်မိုက်တာကတော့တော်တော်မိုက်တယ်ဒီနေ့ free 300ရတယ်ဆိုတော့300ရှိတာတော့အကုန်သုံးလိုက်ပါရှိသမျှ AI agent တွေအကုန်သုံးပါဝယ်သုံးတယ်ဆိုရင်တော့ပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့အဲ့လောက်ကြီးလည်းမလိုဘူးဆိုတော့လေမဝယ်သုံးလင်းရပါတယ်နော် okay free လေးပဲသုံးလိုက်ပါဆိုတော့ညီကိုတို့အနေနဲ့အခုလိုမျိုးပေါ့နော် agent လေးတွေကိုသုံးချင်တယ်ဘာညာဆိုလို့ရှိရင်တော့ကျွန်တော် description မှာသုံးလို့ရတဲ့ menu ရဲ့လက်လေးကိုချထားပေးပါမယ်ဒီနေရာကနေပြီးတော့သုံးလို့ရပါတယ် okay ပါဒါတော့ agent လေးတွေကိုဘယ်လိုသုံးရမလဲဆိုတာကိုကျွန်တော်အသေးစိတ်မျှဝေပေးခဲ့ခြင်းပဲဖြစ်တယ်နောက်ထပ်သူ့ရဲ့အကီးတွေဘာညာထပ်ပြေးလို့ရတာလေးတွေကအများကြီးရှိပါသေးတယ်ပေါ့နော်ဒီအကြောင်းအရာတွေကိုလည်းပဲနောက်ထပ်အပိုင်းတွေမှာထပ်ပြီးတော့ပြောပေးပါမယ်ဆိုတော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်နောက်ထပ်ဗီဒီယိုမှာထပ်ပြီးတော့တွေ့ပါမယ်ပေါ့နော်ဒီဗီဒီယိုကမိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုလို့ရှိရင် like လေးနဲ့အပိတ်ခဲ့လို့ရပါတယ်နောက်ဗီဒီယိုမှာတွေ့ပါမယ်ခင်ဗျာအားလုံး thank you ပါ